ဒီလူကတော့ဂင်းနဲ့ဆိုင်ရှင်ဝင်ဖို့အတွက်မက်ဆောက်လာတဲ့တောင်ကိုအခုပစ္စည်းတစ်ခုမှမပါပဲတက်ဖို့ကြိုးစားနေပါတယ်။ရှေ့လက်တစ်ချက်သာလွဲချော်သွားခဲ့ရင်တော့သူ့ရဲ့ဘဝကတော့မတွေးရစေရပါပဲ။သူကတော့ကျိုးလွတ်တောင်တက်သမား LS ဟွန်နိုပဲဖြစ်ပါတယ်။သူတွေးထားတာကတော့လူတိုင်းကတနေ့နေ့တစ်ချိန်ချင်းမှာအနည်းနဲ့အမြန်ဆိုသလိုသေဆုံးရမယ်ဆိုတာပါပဲ။ဒီလူတက်တာကလည်းသတင်းမီဒီယာတွေမှာသူဟာနာမည်ကြီးခြင်းလိုပဲဖြစ်ပါတယ်။သူဟာ2008ခုနှစ်တုန်းကလည်းပေ950ရှိတဲ့မော်လိုက်လို့ခေါ်တဲ့တောင်ကိုလည်းကျိုးမပါပဲတက်ရောက်ခဲ့ပါသေးတယ်။သူ့ဘဝအတွက်အကြီးမားဆုံးသောစိန်ခေါ်မှုကတော့ဟပ်တုံးလို့ခေါ်တဲ့ပေ2000မြင့်တဲ့တောင်ပါပဲ။ဒီတောင်ကသူတက်ဖူးသမျှတောင်တွေထဲမှာတော့2ဆလောက်မြင့်တယ်လို့ပြောခဲ့ပါတယ်။သူကနောက်ထပ်မြင့်မားတဲ့အဲကတ်ဆိုတဲ့တောင်ကိုတက်ဖို့ထပ်မံစူးစမ်းခဲ့ပါသေးတယ်။ဒီတောင်ကိုတက်ဖို့စူးစမ်းပေမဲ့ကြောက်စိတ်နဲ့ဖြစ်နေခဲ့လို့မတက်ဖြစ်သေးဘူးလို့ပြောပါတယ်။အဲကတ်တောင်ကတော့ပေ3200လောက်မြင့်တဲ့နှဲဖက်ကြောက်လာတွေနဲ့ဖွဲ့စည်းထားပါတယ်။ဒီတောင်ကို1958ခုနှစ်မှာဝိုင်ဟာဒင်ဆိုတဲ့လူကပထမဆုံးတက်ရောက်ခဲ့ပြီးတောင်တက်ချိန်ကတော့46ရက်ကြာမြင့်ခဲ့ပါတယ်။နောက်ဆုံးမှာတော့အဲလက်ကအဲကတ်တောင်ကိုစတင်တက်ရောက်ခဲ့ပါတော့တယ်။အဲလက်ကသူကျိုးလွတ်တောင်တက်ခဲ့သမျှကိုမိတ်ဆွေတွေအကူအညီနဲ့အမြဲတမ်းမှတ်တမ်းတင်ခဲ့ပါတယ်။ဒီလိုကျိုးလွတ်တောင်တက်ခဲ့ကြသူများကလည်းအားလုံးကတော့သေဆုံးကုန်ကြပါပြီ။ဒါပေမဲ့အဲလက်ကတော့လက်မလျှော့ခဲ့ပါဘူး။တရက်မှာတော့အဲလက်စ်ကတောင်ပေါ်ကနေခြေချော်ပြီးပြုတ်ကျခဲ့ပါတော့တယ်။ဒဏ်ရာသက်သာပြီးတဲ့နောက်မှာတော့အဲလက်ကထိုတောင်ကိုထပ်မံတက်ရောက်ခဲ့ပြန်ပါတယ်။ကျိုးနဲ့အရင်စူးစမ်းပြီးတဲ့နောက်မှာတော့နောက်ဆုံးမှာတော့အဲကတ်ဆိုတဲ့တောင်ကိုတက်ရောက်နိုင်ခဲ့ပါတယ်။ဒီလိုကျိုးမပါပဲတက်ရောက်နိုင်ခဲ့တဲ့အတွက်အဲလက်စ်နဲ့သူ့မိတ်ဆွေများကပျော်ရွှင်နေကြပါတယ်။မိတ်ဆွေတို့ရောဒီလိုတောင်တက်တာကိုစိတ်ဝင်စားကြလား။ကျွန်တော်ကတော့တောင်တက်တာကိုအရန်ပဲသဘောကျပါတယ်။တောင်တက်တာကိုမနစ်သက်သက်မိတ်ဆွေများရှိရင်လည်းပြောပေးကြပါနော်အားလုံးကိုကျေးဇူးတင်ပါတယ်